အားလုံးပဲမင်္ဂလာပါကျမတို့9ရက်နေ့เนาะ9ရက်နေ့ကနေပြောကြတော့9ရက်နေ့ထိဒါပေမဲ့အဲ့ချိန်မှာဟွာပါတယ်ပိတ်ရက်ပါတယ်ပိတ်ရက်က9ရက်နေ့ပိတ်တယ်တနင်္လာနေ့ပေါ့ဗျာတနင်္လာနေ့ပိတ်တယ်ရက်တော့မစုံเนาะရက်မစုံဘူး9ရက်လုံး9ရက်လုံးမဟုတ်ဘူးတရက်ပိတ်တယ်အဲ့တော့ထုံးစံတိုင်းပဲကျမမပြောက်ပြောမယ်နော်မပြောက်ပတ်တီးတစ်လုံးပြောပေးမယ်ပြီးခဲ့တဲ့အပတ်ကလည်းเนาะကျွန်တော်တေးသေးချာချာလေးပြောခဲ့တယ်เนาะ1ရက်6ရက်ကိုလေဗုဒ္ဓဟူးအတွင်းထဲမှာ1ရက်6ရက်ရဲ့ပြီးကျမရဲ့ဗုဒ္ဓဟူးမကျော်ပတ်တီးရဲ့အဲ့ဒါလေးရှိတယ်1နဲ့6နဲ့ကတော့ဗုဒ္ဓဟူးအတွင်းထဲမှာပဲထွက်မယ်ဗုဒ္ဓဟူးကြော်သွားပြီဆိုရင်တော့အဲ့ကောင်ကပျောက်မယ်လို့ပြောခဲ့တာအဲ့တော့ပြီးခဲ့တဲ့ဘက်ကဘာပျောက်သွားတာ6ကဗုဒ္ဓဟူးနေ့ကြာမှထွက်လာတယ်ပြီး1ပျောက်သွားတယ်နော်ဒါကတော့ယုံနာမြုံနာကတော့ရှင်တို့ပိုင်းเนาะပြောရမယ်တာဝန်ကကျမတာဝန်ဟုတ်လားကျမကတော့ပြောပြတယ်ကြက်တဲ့ပိုင်းကတော့ရှင်တို့ပိုင်းပေါ့နော်ဟုတ်ပြီအဲ့တော့အခုဒီတစ်ပတ်เนาะဒီဘက်မှာတို့9ရက်နေ့ကနေ9ရက်နေ့ထိ9ရက်နေ့ကနေ9ရက်နေ့ထိက9ရက်နေ့ကပိတ်တယ်အဲ့တော့အင်္ဂါနေ့ကနေပြောကြတော့တောက်ကြနေ့ထိမပြောက်နော်မပြောက်ပတ်တီးပြောမယ်ပြီးတော့ကျမရဲ့ဗုဒ္ဓဟူးမကျော်ပတ်တီးရောင်းတယ်နော်ဗုဒ္ဓဟူးမကျော်ပတ်တီးရောင်းမယ်နောက်ပြီးရင်အခွေဒီတစ်ခေါက်ကတော့9လုံးအခွေလာမယ်9လုံးခွေထုံးစံတိုင်းပဲ9လုံးအခွေသွားမယ်တစ်ချိန်မကဘူးထွက်လာပါလိမ့်မယ်အဲ့ဒီ9လုံးအခွေရပဲเนาะအဲ့တော့ကျမကဘာပြောချင်တာလဲဆိုရင်အဲ့ဒီ9လုံးအခွေသုံးတဲ့သူက9လုံးခွေသုံးတဲ့သူကဒီ9လုံးခွေကိုပဲအချိန်တိုင်းကိုစာရိုးလေးသွားနော်စာရိုးလေးထိုး9လုံးအခွေအပူပါလေးကိုနော်တခြားဘာမှထိုးနေစားမလို့အဲ့ဒီ9လုံးအခွေလေးကိုပဲအပူအဲ့9လုံးအခွေအပူပါကိုပဲအချိန်တိုင်းကိုနိုင်တဲ့လောက်နဲ့စာရိုးသွားနော်အဲ့လိုထိုးနောက်ပြီးတော့ဗုဒ္ဓဟူးမကျော်ပတ်တီသုံးတဲ့သူစာရိုးနဲ့သွားသူ့မှာတင်ခွက်3ခွက်ကျမပေးမယ်နော်အဲ့ပါတင်ခွက်3ခွက်ပါတယ်သွားအဲ့ဒါတွေကကျမ2000နဲ့ရောင်းတာအဲ့တော့ဗုဒ္ဓဟူးမကျော်ပတ်တီ2000တင်ခွက်3ခွက်ပါမယ်9လုံးအခွေအပူပါ2000 40 2 4 4 5 6 3 9ခွန်အောင်ဆက်လို့ရတယ်နော်ပေါက်ပေးမရဘူးအောက်လက်ငင်းမယ်ကျမလက်ငင်းပါရနော်နောက်ပြီးတော့ပါပေးတွေလည်းလောက်တော့နော်အဲ့တော့နော်အဲ့တော့ကြတော့ကျမကမပြောက်ပြောမယ်နော်မပြောက်ပတ်တီးက3ညမပြောက်ပတ်တီး3ညနော်ဟိုဟာကနေပြီးတော့ကြတော့6ရက်နေ့ကနေပြီး9ရက်နေ့ထိလိုက်လို့ရတယ်မပြောက်ပတ်တီး3ညပြီးတော့နေ့တိုင်းပါကျမတခါလေးပြောခဲ့လိုက်နော်နေ့တိုင်းပါတခါလေးပြောပေးမယ်ဗျာတနေ့ကုန်ပတ်တီး6ရက်နေ့နော်6ရက်နေ့တနေ့ကုန်ပတ်တီး4နှစ်6ရက်နေ့ကတနေ့ကုန်ပတ်တီး4နှစ်9139ခွန်အကက်ခွေ9139ခွန်အကက်ခွေနေကုန်ပတ်တီးက4နှစ်အဲ့ဒါကနေ့တိုင်းနော်6ရက်နေ့တွင်နေ့တိုင်းဘုဒ္ဓဦးမကျော်ပတ်တီး3ကျင်းတဲ့သူတွေလာဝဲလို့ရတယ်နော်ပြီးတော့9လုံးအခွေအပူပါ3ကျင်းတဲ့သူတွေရှားပါတယ်သူတို့ကကြတော့စနေတနင်္ဂနွေပဲစနေတနင်္ဂနွေမှာပဲလာဝဲရင်2000နဲ့9လုံးအခွေအပူပါရောဟိုဘက်ကဗုဒ္ဓဟူးကျော်ပတ်တီးရောဒီမှာ2ကက်လုံးပေးတာပတ်စံလေး2000ပဲပေးရမှာကျန်တဲ့ရက်ဆိုရင်တော့ဒီမှာတစ်ကက်ကို2000နဲ့ရောင်းတယ်နော်ဒါရှင်တို့သိပါတယ်ဟို9လုံးအခွေဆိုရင်ဒါတချို့တွေဆိုရင်ဘယ်လောက်ရောင်းလဲပေါ့နော်အဲလိုမျိုးလေးတွေရှိပါတယ်ကျမခု2000ဆိုတဲ့ဟာကအရင်တော့ကလည်းကျမဒီဈေးပဲအခုလည်းဒီဈေးပဲတက်တာကြတာတွေမရှိဘူးနော်အဲ့လေအတုံးပြုခြင်းနဲ့သူကလာဝင်နော်
တခြားအစမပြေရင်လာမွေးနေရတယ်ပြီးတော့ပါပေးတွေတို့တပြင်ဘောနော်ပေါက်ပေးတွေပါပေးတွေတို့ဇာတ်နောက်လို့မလုပ်တော့ဘူးနော်ဘိုင်တော့ကျေးဇူးတင်ပါတယ်နော်ဘိုင်ဘုဒ္ဓဦးကျော်သမားနဲ့ငါလုံးခွေသမား5B နော်